ချစ်ဆုံးသူရဲ့ထုတ်ပတ်တိမှာရှုခင်းလှလှလေးလည်းကြည့်ရမယ်မင်းသားချောချောလေးလည်းကြည့်ရမယ်မင်းသမီးနှစ်လက်ကတော့တော့ရွက်ကျွမ်းရည်ကြိုပဲသူကဒါကတော့ဖြည့်ဆွက်ပြီးနားလဲပေးရမှာပေါ့ဟုတ်အမသမီးမပြောကိုကြီးပြောတာရွက်ကျွမ်းရည်ကြိုဆိုတခြားတရုပ်ဆောင်နေလည်းအများကြီးပါတယ်ဒါလည်းရွက်ကျွမ်းရည်ကြိုပေါ့ဘယ်လိုလဲဒီလေးစတာဒီမလေးမဟုတ်ဘူးငါ့ဥမာတော့ကြနေဓလိကားရှင်းမှာပိတ်ရိုက်တာဆိုအကုန်လုံးဝိုင်းပြီးထုံးတယ်ဟမ်ဟာကျွေးကွာသူဘလို့အုံးတာတော့ဟိုအကိုဘာလဲကျွေးကွာကျွန်တော်ကတော့ဒီအချစ်ဆုံးသူရဲ့အထုပ်ပတ်တိဇလန်တွဲမှာကျွန်တော်ကတော့ထွန်းနိုင်ဆွဲနေရနေပြီးတော့ပါဝင်တရုပ်ဆောင်ထားပါတယ်ခင်ဗျာညီမလေးရောညီမလေးကတော့များလေးနွယ်ဆိုတဲ့နေရာလေးကနေဗီဒီယိုဆောင်ထားပါတယ်ရှင်ဟုတ်ထည့်ခဲ့ရတာပေါ့အချစ်ဆုံးသူလေအချစ်ရဆုံးသူအချစ်ရဆုံးသူဆိုတော့ပြောမယ်ဆိုရင်များလေးနွယ်ရဲ့အချစ်ဦး तू ကအချစ်ရဆုံးမဟုတ်ဘူး तू ကအချစ်ဆုံးသူအချစ်ဆုံးသူဆိုတာလေအဓိပ္ပာယ်တော့ရှိရယ်ကွာအချစ်ရဆုံးသူထဲအချစ်ရဆုံးသူမဟုတ် तू အချစ်ဆုံးသူပေးဆက်တဲ့သူသူအဲ့လိုပုံစံမျိုးဘသူကအချစ်ဆုံးလဲဒီ3ယောက်ထဲမှာမှတ်ထားပါတော့ကွာအဖေကနေပြီးတော့သားသမီး3ယောက်ရှိရင်မေးရဘသူကအဖေကိုအချစ်ဆုံးလဲဒါအချစ်ဆုံးအဲ့ဒီသူရဲ့ထုတ်ပတ်တိရေးတော့ဆိုအဲ့ဒါမဟုတ်ဘူးလေဒါရုပ်ရှင်ဟောဇလန်တွဲကြီးမှသိမှာဟုတ်တယ်ဘသူကအချစ်ဆုံးသူဖြစ်မှာလဲအဲ့အချစ်ဆုံးတဲ့အထုပ်ပတ်တိကဘာလဲဆိုတော့ကြည့်ရမှာပေါ့နော်ဒါပေမဲ့ဆုတက်ကတော့အဲ့လိုလုံးဝအရန်ကိုထွန်းနိုင်အရန်ချစ်တဲ့အချစ်ယူမလေးဒါစောနာ special episode တွေပြရတယ်သိတာပါပြီကွာညာလေးရတယ်အရန်ချစ်တယ်အရန်ချစ်တတ်တယ်အရန်ခံစားရတယ်ဆိုတော့ဘာတွေဘလို့ခံစားပြီးတော့ဘာတွေဘလို့ကိုကြီးပြောသလိုပေါ့ဟုတ်တယ်သူချစ်တယ်ကိုချစ်တယ်ချားထဲမှာဒါပေမဲ့တကယ်ပါဒီကားကလေအချစ်ဇလန်ဆိုတာတက်ကိုပို့တယ် romance drama ဆိုတဲ့အခါမှာဒီရှမ်းပြည်ရဲ့အလှပတွေအများကြီးကြည့်ရမယ်အရန်တန်တယ်ကွာကိုပြောချင်တာဆိုတော့ကလောတောင်ကြီးပင်းတရအောင်ပဲအဲ့လိုအကုန်သူတို့ဆွတ်ရှောက်ရိုက်ထားတာလက်ဖက်ခင်းနေဆိုလဲလာတယ်အရန်လာတာနော်ကိုဟုတ်တယ်တောင်တန်းနေပြောအင်းလေးတောင်တက်တဲ့စင်းနေပါတယ်အရန်ခက်ခဲရိုက်ကူးခဲ့ဟုတ်တယ်တော်ခက်ခဲခဲ့ကြည့်ရတာအရန်တန်ပါဥမာရှမ်းပြည်ရဲ့အလှပတွေတဝါကြီးကြည့်ရမယ်ကျောင်းသူကျောင်းသားလိုက်ပြီးတဝါကြီးကြည့်ရမယ်ချစ်တဲ့လွမ်းနဲ့ရတာအစုံပေးမဲ့ဇလန်ဆိုတော့အဲ့လိုငိမ့်လေးနဲ့တကယ်ကို romance drama ကောင်းလေးကြည့်ရမှာဟိုပါလေအပြင် character နဲ့ညီရယ်ဆိုတာဒီလိုပါကျွန်တော်အပြင် character ကြတော့ကျွန်တော်က partner ရှာတဲ့ခါကျရင်ချစ်သူကြီးစားပဲဖြစ်ဖြစ်အိမ်အောင်ဘက်ပဲဖြစ်ဖြစ်ရှာတဲ့ခါကြလို့ရှင်ကျွန်တော်ကသူချစ်ကိုချစ်မှာကိုကချစ်တဲ့သူကပြန်ပြီးတော့ကိုချစ်တယ်ဆိုလို့ရှိရင်တော့ကောင်းတာပေါ့ဒါပေမဲ့ဦးစားနှစ်ခုမှဦးစားပေးလာပြီဆိုရင်တော့ကိုချစ်ကိုပို့ပြီးဦးစားပေးတယ်ဟောကိုကချစ်ရတယ်ကိုကချစ်ရတဲ့သူကိုပို့ပြီးဦးစားပေးတယ်ဆိုတော့အဲ့လိုပါအဲ့ဒါကြောင့်ခုနကထွန်းနိုင်ကကျွန်တော်နဲ့တူတယ်ဆိုတာအဲ့လိုမျိုးထွန်းနိုင်ကကြတော့ကျွန်တော်ရဲ့ point of view ကကြည့်မယ်ဆိုလို့ရှိရင် he is right သူမှန်တယ်သူလောက်တာမှန်တယ်ဆိုပြီးကျွန်တော်ကတော့မြင်တယ်အေးပေါ့လူတိုင်းကတော့ကိုချစ်ရတဲ့သူကိုပဲလိုချင်ကြတာဟုတ်တယ်ဒါပေမဲ့ပို့အဲ့လိုတော့မဟုတ်တချို့အရှိစေချင်ကြရတယ်ဆိုပေမဲ့ဟိုလူတွေမှာလည်းရှိကြတယ်ကွာတချို့ဆိုရင်မဟုတ်ဘူးငါကိုချစ်အရေးမကြည့်ဘူးသူချစ်တယ်ငါခူးဆိုင်ခံနေတယ်ငါ့ကိုချစ်နေရငါကျေနပ်ပြီအဲ့လိုလူမျိုးလည်းရှိတယ်ဆိုတော့ဟမ်ကျွန်တော်စာကြည့် green flag water sign အေးမြတော့Sergi က green ဟုတ်လားဟုတ်တယ်မဟုတ်ဘူး က Taurus မဟုတ်ဘူးနီးနေတာကိုစေးစိမ့်အောင်တုပ်ပလိုက်တာခရိုမာရောင်လေးသူက Taurus အတ်ဆိုင် Taurus တရားဟွာပါနော်ချောကိုလေးလေချောကိုလေးလေ Taurus ကြည့်ပြလိုက်စမ်းမလေးဒါကိုစီနီယာတွေဆိုတော့ကိုအများနဲ့ချစ်လာခဲ့ရလေပြင်ကြရဆိုတော့ဒါအထွေထူးကြည့်ကြမလို့ပါဘူးစူထက်ရဲ့ဟွာလေးမှာအဲ့တခုရှိရတယ်လားသူကသူ့ကိုသူအများနဲ့နှိမ်ချတယ်ပြီးလို့ရှိရင်သူ respect ထားတာလေကျွန်တော်တွေ့ရတယ်လားတကယ်ဆိုလို့ရှိရင်လေသူအဲ့ဇုံဝင်တေးဆိုထားတာလေဆရာမြင်မှုအောင်ရေးပေးတာဟာကျွန်တော် like ဆိုကြည့်ရပါမရဘူးဆိုတာလေနားထောင်ကြည့်ရင်တော့လွယ်လေးလို့ထင်ရတာသူ့မှာလေအဲ့မှာကီးတွေကလေဟိုကျွန်တော်တို့မမြင်ဘူးတဲ့ကီးတွေတောင်ခါလေးကြရင်မရင်းနှီးတဲ့ကီးတွေတောင်ပါလာအဲ့လိုမျိုးတွေပေါ့အေး note စီကီးပါလည်းမသိပါဘူးကွာအဲ့ကြောင့်ပြောသူဆိုလို့ရှိရင်ကွာအဆိုမှလည်းရတယ်တရုပ်ဆောင်မှလည်းရတယ်ပြီလားရတယ်ဆိုတာကလေတကယ်ဟို professional တယောက်လို့သူတရုပ်ဆောင်ရတယ်ဟုတ်ပါဘူးဒါပေမဲ့ तू တရုပ်ဆောင်ပိုင်းကိုရောက်လာပြီဆိုရင် तू အမြဲတမ်း तू က junior လေးပါ तू ကလူငယ်လေးပါ तू မသိပါဘူးမတက်ပါဘူးသင်ပေးပါအဲ့လိုမျိုးပေါ့လေခ
ခင်မသိတာအခုတော့ဒီ MTV4 ရဲ့ဇလန်တို့ရဲ့ကနဦးအဆိုင်မင်းသားတွေကိုတို့ဘတ်ရပုံတော့ ပြောပြီး တကယ်ကိုဆွတ်ရစီနီယာတွေပြောမယ်ဆိုအရန်ကိုပြောမယ်ဆိုအကိုရဲ့ဒီဇလန်တွေဆိုကိုရဲ့ကြည့်ပြီးတော့ဟဲအားချောလိုက်တာသစ္စာကောင်းလိုက်တာဆိုအဲ့လိုမျိုးစိတ်တွေနဲ့ MTV4 ကိုပလုံးဆိုဝင်သွားတာအဲ့တော့ဝင်သွားတယ်ပုံလို့တော့မြည်ရနော် အဲ့လိုမျိုးပလုံးဆိုပြီးဘာလဲကိုကြီးကတပြိုးတော့အဲ့လိုနှောက်သေးတာတော့သိလားအားလေတော်သေးရဲ့ဒီကားကလည်းလေပြောရမယ်ဆိုဟာသားကြီးပြောရတဲ့ဟာတွေလည်းပါတော့ဟုတ်လို့သားတော့တစ်စေးအဲ့လိုမျိုးကွယ်ခတ်ထန်ပြီးတော့လုံးဝ1နဲ့ဆွေးနေရတယ်ဆိုတော့ကိုကြီးနဲ့ဆိုလို့ရှိရင်တော့ခွီနေတာနဲ့လေမမຫນွယ်ရောမမຫນွယ်ကတော့လုံးဝအကြီးစားပြီလေအဲ့လိုမျိုးဆိုတော့ကိုကြီးကတကယ်အခုဟိုဒီစစ်ဆုံးသူထုတ်ပတ်ဒီမှာဆိုလို့ရှိရင်ပထမဆုံးစပြီးတော့ကိုကြီးနဲ့တရုပ်ဆောင်ဘူးတယ်အဲ့တော့စီနီယာကောင်းပီတာတယ်ပြောချင်တာကကြတော့ပြီးရခါကျတော့လူတွေပေါ်မှာဟိုစိတ်ရှင်တယ်ဇက်တို့ဆိုလို့ရှိရင်အဲ့လိုညီမလေးကမကြိုက်ဘူးဆိုအဲ့လိုဒါတော့ပြောမှာပဲလေနော်ဆိုတော့ခါကျတော့အဲ့လိုသင်ပေးရရင်သဘောကျတာအဲ့လိုရှူရှောင်းနေလောက်ပြီးတော့ဟောအဲ့လိုမျိုးမကြိုက်ဘူးကိုတကယ်လိုနေတဲ့ဟာတွေကိုစီနီယာအနေနဲ့ပြပြတာဆုံးမှာဆိုတော့အဲ့လိုမျိုးကြိုက်တယ်ကြိုက်လို့အခုတို့ဆိုအများကြီးမေးကိုကြီးဘာလို့လဲညီမလေးကဘာလိုအပ်နေရလဲနောက်စီးပွားရေးမှာဆိုလို့ရှိရင်ကိုကြီးကိုမေးရတယ်ကိုကြီးကျတော့ဟိုဘယ်လိုပြောမလဲဥဆောင်နိုင်နေဝင်းဝေးရှာတော်တယ်ဆိုတော့ဘယ်လိုလုပ်ကလဲဆိုတော့အမြဲတမ်းအဲ့လိုမျိုးသူတီးတက်တော့ပြင်းတယ်ပြောပြရတယ်အဲ့လိုမျိုးကိုကြီးကစရင်ကောင်းတယ်ကိုပါကိုကြီးကလားကုန်ပြီဆိုလို့ရှိရင်ဘန်းကောက်နဲ့ထက်ပြီးဘဲကိုကြီးမဟုတ်လေဒီဘက်အမွေဘောရှောက်ပြောတာဗောမသိဘူးကိုကြီးကပဲလို့တကယ်မရှိတော့ဘဲကိုကြီးလေကိုကြီးကညိကိုကိုကြီးကညိကိုအဲ့ရနေစားဘဲကိုကြီးလေဘဲညိလေညီစားဘာတူလဲကိုကြီးစားဘာတူလဲကိုကြီးကညိကိုဘဲကိုကြီးလေတော်ပြီလေအဲ့မှရက်လိုက်တော့အဲ့မှရီလိုက်တော့ရပြီဟာတာအဲ့မှရက်သွားပြီစက်ပြီးစဉ်းစားလိုက်တာကိုကြီးဆိုတာဘာတူလဲညီဆိုတာဘာတူလဲမလေးအရန်ပြောနေတာပောက်ကရတော့ကြနေငါကိုကြီးတွေညီတွေဟွာဖြစ်နေလို့ငါတော့ကြပြဿနာတွေထတက်နေလို့အကိုကြောင့်သိရမလားသိတယ်လို့မသိတယ်လို့မလေးသူ့စကားကြီးအဲ့ကြောင့်စောတာ तू ကပြောတော့ပြောနေကွာပြိဿနားလဲတော့ကိုရနားမလဲဟုတ်တယ် तू ကနော်ဝေးမြဲဝေးကျွန်တော်ဟာတာတွေပြောပြီးနေပြီ तू ကအဲ့ဒါဘာဖြစ်သွားတာလဲမှုတ်ရီလိုက်တော့ရပြီငါဟာတာပြီးသွားပြီရီလို့ရပြီအရင်တော့ရီလိုက်သေးတယ်အော်ဟေးရပြီးတော့ဘာလို့ရီရလဲတဲ့ပြန်ပြီးသူများရီတော့ကိုလည်းရီလိုက်လာပါကွယ်ကိုနောက်ကျကြခဲ့ဖြစ်ပဲလေဟာဆိုရီလိုက်ပြီးတော့ပြောဘာပြောချောလေးကြည့်ရမှာပေါ့မစူးတော့မချောပါဘူးမင်းသားချောလေးကိုကြည့်ရမယ်မင်းသမီးကတော့ဒီလိုပဲမင်းသမီးနှစ်ယောက်ကတော့ရွှေချမ်းရည်ကျိုးပဲမင်းသားချောလေးကိုကြည့်ရမယ်ပေါ့အဲ့တကယ်တော့အမမုံကတော့ချောတယ်သူတက်ကတော့မချောဘူးခုနပြောတော့တကယ်ဆိုမုံကိုလည်းရွှေချမ်းရည်ကျိုးဆိုကိုပြောတာအဲ့လိုတွေနာတဲ့ရှင်နော်အမကိုဒီကိုပြောမုံကိုလည်းရွှေချမ်းရည်ကျိုးတယ်မမုံအချစ်စရာလေးတို့ကိုကြီးကျတော့ဒါချောတဲ့အစင်းရောက်သွားပြီကွာကိုကြောင့်ရကျန်းရည်ကျုံပေါ့ကွယ်အမဒီကပြောမယ်ဆိုတော့ကိုကစူးစားအားကြောင့်အမိလိုက်ရတာကျွန်တော်တို့ချစ်ဆုံးသူရဲ့အထုပ်ပတ်တိမှာရှူကင်းလှလှလေးလည်းကြည့်ရမယ်မင်းသားချောလေးလည်းကြည့်ရမယ်မင်းသမီးနှစ်လက်ကတော့တော်တော်ရွှေချမ်းရည်ကျိုးပဲသူကဒါကတော့ဖြည့်ဆွက်ပြီးနားလည်ပေးရမှာပေါ့ဟုတ်အမသမီးမပြောကိုကြီးပြောတာရကျန်းရည်ကျုံဆိုတာတခြားတရုပ်ဆောင်နေလည်းအများကြီးပါတယ်ဒါလည်းရွှေချမ်းရည်ကျိုးပေါ့ဘယ်လိုလဲညီလေးစတာဒီမလေးမဟုတ်ဘူးငါ့ဟိုမှာတော့ကြနေဓလိကားရှိမှာပိတ်ရိုက်တာဆိုအကုန်လုံးဝိုင်းပြီးထုံးနေစောက်နေเนาะအဲ့တော့ကျွန်တော်တို့ရဲ့အချစ်ဆုံးသူရဲ့အထုပ်ပတ်တိဇလန်တွဲကိုဆိုလို့ရှိရင်ဇလန်တွဲကိုအခုလာမဲ့73ရက်နေ့ကနေစပြီးတော့ MRT4 မှာအပတ်စဉ်တနင်္လာနေ့မှာတောက်ကြနေထိည9:00နာရီမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့မှန်တယ်ကိုယ်စကြက်တာမှန်တယ်အားလုံးတောင်းဆိုပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတင်ပါတယ်ရှင်ဟာကျွေးကွာသူဘလို့အုံးတာတော့ဟိုအကိုဘာလဲကျွေးကွာကက်